မိုးအောက်ကကတိမိုးရွာနေတဲ့နေ့တစ်နေ့မှာຫນွေဟာစာအုပ်ဆိုင်အဟောင်းလေးရှိမှရက်နေခဲ့တယ်မိုးဆူဆူနဲ့လမ်းဘေးကလူတွေကအလင်းအမြန်ဖြတ်တန်းသွားကြပြီမဲ့သူမရဲ့ခြေလမ်းတွေကတော့မရက်နိုင်လောက်အောင်တိတ်တိတ်လေးပဲရှေ့ကိုဆွဲညင်နေခဲ့တယ်စာအုပ်ဆိုင်အတွင်းဝင်လိုက်ချိန်မှာအနံ့ဟောင်းဟောင်းစာရွက်အနံ့ကသူမကိုမျက်စိဖွင့်စေခဲ့တယ်တောင်တစ်ဖက်ကစင်ပေါ်မှာစာအုပ်တစ်အုပ်ကိုတွေ့လိုက်တယ်မျက်နှာဖုံးဟောင်းနေပေမဲ့ခေါင်းစဉ်ကတော့ရိုးရိုးလေးမိုးအောက်ကကတိလို့ရေးထားတယ်ဖွင့်ကြည့်လိုက်ချိန်မှာစာမျက်နှာတွင်းကစာကြောင်းတစ်ကြောင်းကသူမရဲ့နှလုံးသားကိုထိခိုက်စေခဲ့တယ်မိုးရွာတဲ့နေ့တိုင်းကိုမမိပါနဲ့အဲ့ဒီနေ့တွေမှာလူတွေကအမှန်တကယ်ကိုယ့်ကိုယ်တွေ့ရတတ်လို့ပါနှွေးဟာစာအုပ်ကိုဝယ်ပြီးမိုးအောက်မှာတန်းလျှောက်ထွက်လာခဲ့တယ်မိုးဆက်တွေကမျက်နှာပေါ်ကျလာပေမဲ့စိတ်ထဲမှာတော့နှွေးထွေးမှုတစ်ခုပေါက်ဖွာလာခဲ့တယ်အချိန်ကြာစိတ်မကောင်းဖြစ်နေတာတွေမဖြေရှင်းနိုင်တဲ့မိကွန်းတွေကိုဒီနေ့ကစပြီးဖြည်းချင်းရင်ဆိုင်မယ်လို့ကိုပတိပေးလိုက်တယ်မိုးကမရက်သေးပေမဲ့ຫນွေရဲ့ခြေလမ်းတွေကတော့ပုံမူတည်ငြိမ်လာခဲ့တယ်အခါတလေမိုးအောက်မှာပဲလူတစ်ယောက်ရဲ့ဘဝအသက်စတင်နိုင်တယ်ဆိုတာသူမနားလေသဘောပေါက်သွားတယ်